တခါတလေလူတယောက်ကိုဂရုစိုက်ပေးနေမိတာဟာမေတ္တာကြောင့်လားတန်ရုံးစိတ်ကြောင့်လားဒါမှမဟုတ်ဝကြွေးတစ်ခုကြောင့်လားကျွန်တော်တော့မသိတော့ဘူးပြန်မလာခြင်းတဲ့လူတယောက်ကိုပြန်လာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ခဏခဏခေါ်နေမိခဲ့တယ်သူမကြောက်ဆိုတော့သိတယ်သူမလာဘူးဆိုတော့လည်းသိတယ်ဒါပေမဲ့ကျွန်တော်ကတော့စောင့်နေမိတော့မယ်နာကျင်မှုဆိုတော့တခါနေဓာတ်နဲ့ထိုးသလိုမဟုတ်ဘူးမျှော်လင့်ချက်တွေတစားစီကျိုးကျသွားတဲ့အတောင်တိတ်တိတ်လေးနားထောင်နေရတာမျိုးအဲ့ဒီနာကျင်မှုကိုတစ်ခါကြုံလိုက်တစ်ခါသိရမယ်ဆိုရင်ကျွန်တော်ဆိုတော့ဒီလောကကြီးမှာချင်းချင်းခါခါသိကြလူတယောက်ပဲဖြစ်နေမှာတကယ်တော့ကျွန်တော်လည်းခါသက်တဲ့နေ့ရက်တွေကိုချုံမြမှုတွေနဲ့ဖြတ်တန်းကြည့်ခဲ့တာပါဒါပေမဲ့ချိန်တွေကြာလာတဲ့အခါမရတဲ့အရာတွေကိုမျှော်နေရင်မငါတဲ့လူကိုစောင့်ရင်မကြားတဲ့လူကိုခေါ်ရင်ကျွန်တော်ဟာနာကျင်မှုနဲ့အသားကျသွားခဲ့တယ်အခုတော့ခါသက်မှုတွေကမပြောက်သေးဘူးဒါပေမဲ့အဲ့ဒီခါသက်မှုတွေကပဲကျွန်တော်ဘဝရဲ့အရာသာတစ်မျိုးဖြစ်လာခဲ့တယ်ချို့လူတွေကပျော်ရွှင်မှုနဲ့ရှင်သန်ကြတယ်ကျွန်တော်ကတော့နာကျင်မှုကိုဖတ်တွေ့ရှင်သန်နေရတဲ့လူတစ်ယောက်